မင်္ဂလာပါခင်ဗျာအထူးအဖြင့်လူငယ်တွေတည်တဲ့နဲ့အများပြည်သူတွေတည်တဲ့အမှန်တရားကိုတော့ကျွန်တော်ကပြောဖို့လိုလာပါပြီအထူးအဖြင့်ဘာသာရေးပါမြန်မာပြည်မှာဗုဒ္ဓဘာသာနိုင်ငံဖြစ်လျက်မြန်မာပြည်သူတွေကအလှူဒန်းရရောတဲ့ဘာကြောင့်မြန်မာနိုင်ငံကမွဲနေရတာလဲဆိုရင်မြန်မာနိုင်ငံမှာလည်ပတ်နေတဲ့စီးပွားရေးစနစ်ကြီးတစ်ခုအဲ့လေစီးပွားရေးစနစ်အတွင်းမှာပါဝင်နေတဲ့လူတွေအားလုံးကိုခြုံငုံပြီးတော့တမအာဇီဝစီးပွားရေးစနစ်တမအာဇီဝအတိုင်းဝိုင်းဖြစ်ရလားဆိုတာကိုကျွန်တော်တို့ပြန်လဲသုံးသပ်ဖို့လိုပါတယ်ဒါဆိုရင်အဲ့ဒီကိစ္စအောင်မပြောခင်တကယ်စီးပွားရေးတမစစ်စစ်ဆိုတာဘာလို့လဲဆိုကျွန်တော်ရှင်းပြပါမယ်လက်ရှိမြန်မာစီးပွားရေးမှာအများစုလူသိများနေတဲ့မပါမဖြစ်လူဒန်းစားတစ်ခုလူကပ်ပါကောင်နော်လူကပ်ပါလူဒန်းစားတစ်ခုကတော့ခရိုနီလို့ခေါ်ရပါတယ်ဟုတ်ပြီခရိုနီဆိုတာစီးပွားရေးတမစစ်စစ်လားမဟုတ်ပါဘူးခင်ဗျာဒါဆိုကျွန်တော်ခွဲပြန်စိတ်ဖြာပြပါမယ်တကယ်တော့အဓိကအခြေခံတရားကအာဏာရှိသူနဲ့ပေါ်မှာမှုတည်တယ်နီးစပ်ပြီးလုံပိုင်ခွင့်နေလိုင်စင်နေရယူတယ်အဲ့လိုနီးနဲ့အောင်မြင်ပါတယ်စီးပွားသမားစစ်စစ်ကဈေးကွက်နဲ့ဖောက်တီတွေပေါ်မှာပဲအဓိကအခြေခံပါတယ်ပြင်တကယ်အရေးအချင်းနဲ့စမ်းတွက်တည်ထွင်မှုကနေပြီးတော့အောင်မြင်မှုရပါတယ် Marcus နော်ရှင်ပြိုင်မှုတွေကတရားမျှတလားမမျှတလားဆိုတော့ကပ်ပါကောင်လူဒန်းဆက်ကအမြဲတမ်းအသာတည်ရပါတယ်အကျိုးမြတ်ရပုံကတော့ကပ်ပါကောင်လူဒန်းစားဆိုတာတက်လာတဲ့အာဏာရှိသူကိုကာကွယ်ပြီးတော့အကျိုးမြတ်ကိုရှာရပါတယ်အာဏာတစ်ခါပြောင်းသွားတယ်နောက်တစ်ခုကိုထပ်ကာကွယ်နီးမို့စုံနဲ့ကက်ရဖားရပုံစံတွေလောက်ကြပါတယ်တကယ်ပညာစီးပွားရေးသမားစစ်စစ်ကတော့သူ့ရဲ့တန်ဖိုးဖန်တီးမှုနဲ့ပဲသူ့ရဲ့ဘယ်လူကိုသူတို့ဖန်တီးပါတယ်နော်လူအကျိုးစီးပွားတွေကအလောက်ကိုင်းနေအခွင့်အလမ်းတွေကိုလည်းတက်စေပါတယ်ကြမ်းမာတဲ့ကြန့်ခိုင်တဲ့စီးပွားရေးစနစ်တစ်ခုလည်းဖြစ်စေပါတယ်ရေရှည်တည်တံ့နိုင်ပါလိမ့်မယ်ကပ်ပါကောင်လူဒန်းစားဆိုတဲ့ရှိနေတဲ့စီးပွားရေးမှုဆိုစီးပွားရေးစနစ်ကြီးကတော့လူဒန်းစားကွာခြားမှုတွေအများကြီးဖြစ်စေတယ်မြန်မာပြည်မှာထားကြရမရှိရလို့စားကြဖြစ်သွားတာဒီကပ်ပါကောင်စီးပွားရေးစနစ်ကြောင့်ပါအဲ့တော့အာဂရိလိုက်စားမှုတွေသူတို့ကိုယ်တိုင်ကပ်ဖားရက်ဖားလုပ်ပြီးတော့ပူပေါင်းရတော့ကျန်တဲ့လူတွေလည်းဒီလိုဖြစ်ကုန်တော့အာဂရိလိုက်စားမှုတွေကလည်းအရန်တိုးလာပါတယ်အဲ့တော့ဒီလိုကပ်ပါကောင်စီးပွားရေးစနစ်ကတမအာဇီဝကြသလားကြမကြအောင်သူတို့ကလည်းကပ်ပါကောင်တွေကသူတို့ရဲ့အဓမ္မီယလက်တာတွေကိုမတရားသောနည်းတွေရတဲ့ဟာကိုဓမ္မီယလက်တာအမိပြောင်းကျင်လို့ဘာသာရေးအရေးခြုံကြတာရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာအထူးအဖြင့်အစိတ်သင့်သောယဉ်ကျေးမှုတရက်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့တမအာဇီဝတကယ်ကြမကြဆိုတဲ့အပိုင်းကိုကျွန်တော်ဆက်လက်ပြီးသုံးသပ်ပြပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ